နေ့တရားသင်တန်းပါတရားသင်တန်းဒီလိုတရားဆွေးနွေးတရားထိုင်တရားမေးခွန်းတွေမေးအဲ့လိုလုပ်တဲ့workshop တရား workshop အဲ့ဒါကြာထိုင်နိုင်အောင်ကိုယ့်အကိုအဆင်ပြေတယ်လို့ထိုင်နော်ပြီးရင်မေးခွန်းမေးတဲ့အချိန်ချိုင်းလည်းပဲလွတ်လွတ်လပ်လပ်မေးပါသိချင်တာလေးတွေမေးပါဘုံဘုံတို့တရားနာပေးတဲ့တော့ခဏမကြုံရပါဘူးခဏမကြုံရဘူးကြုံရတဲ့အချိန်မှာမေးခွန်းမေးတဲ့လူတွေစီကနေပြီးတော့ဘုံဘုံကလည်းပဲလေးလာခြင်းတခါမေးခွန်းကြားတဲ့ခါကျမှကိုတည်ထားတဲ့ကိုလေးလာတဲ့တရားကိုရှင်းအဲ့မတိုင်သိမရှင်းဒါကြောင့်မေးခွန်းနဲ့တဲ့အရေးကြီးအထူးသဖြင့်မဖြေနိုင်တဲ့မေးခွန်းဆိုပိုးပြီးတော့မှပညာရတယ်ပညာရတာဟောဒီနေရာလေးမှာဒါလေးလိုတာပါလားအလွယ်တကူဖြေနိုင်တဲ့မေးခွန်းကတော့ကိုယ်အတွက်ဘာမှအများကြီးထပ်ပြီးတော့မဖြစ်ဘူးပေါ့မဖြစ်ပေးဘူးပေါ့မသိတဲ့မေးခွန်းဆိုရင်တော့အဲ့ဒါဆရာသမားတွေကိုလည်းပဲဆွေးနွေးရတယ်စာလည်းပြန်ကြည့်ရတယ်တရားလည်းပြန်ထိုင်ရတယ်ပြန်ပြီးတော့လည်းတွေးရတယ်အဲ့လိုပုံစံမျိုးနဲ့ဘုံဘုံတို့ကအတူတူရှေ့တက်သွားကြတာပေါ့နော်ဒီနေ့ခေါင်းစီရအိမ်မှာတွေ့တဲ့အတိုင်းပဲအင်္ဂလိပ်လို growth mindset and positive outlook အကောင်းမြင်ဝါဒအကြောင်းအကောင်းမြင်ဝါဒကို growth mindset ဆိုတဲ့ psychology နဲ့ဒီဆောက်တာဒီ growth mindset ကရေးတာစကားနဲ့ပြောရင်တော့သက်ကာယဒိဋ္ဌိလျှော့ချနေတဲ့နည်းပါလျှော့ချနေတဲ့နည်းအဲ့ဒါတော့ထားတော့เนาะဘုံဘုံတို့အခုပြောချင်တာကတော့ဒီ positive outlook အကြောင်း positive thinking အကောင်းမြင်ဝါဒဆိုတာဒီအကောင်းမြင်ပါအကောင်းမြင်ဝါဒထားပါအဲ့ဒီလိုပြောရုံနဲ့အကောင်းမြင်ဝါဒသူကသူရောက်လာတယ်မဟုတ်ဘူးသူရောက်လာတယ်ပေါ့ဟိုမိုးပေါ်ကနေကြာလာတဲ့အရာမျိုးမဟုတ်ဘူးအပင်တပင်လို့စိုက်ပျိုးယူရတဲ့အရာအပင်စိုက်ပျိုးရဆိုတော့မျိုးစေ့ကိုချပေးရတယ်ပြီးရင်ရေလောင်းရတယ်ပြီးရင်တော့သူကြီးလာတာပေါ့ကြီးလာလည်းပဲသူရဲ့ဆင်းတဲ့တစ်ဆင်းပြီးတစ်ဆင်းသူကြီးလာတယ်သူကြီးလာတယ်ကြီးလာပြီဆိုရင်တော့သူအသီးအပွင့်တွေရှိလာရင်တော့တခါတည်းသူကနေပြီးတော့ပြန်ပြီးအသီးတွေချအသီးတွေကျွေးအပင်နဲ့ထပ်ပေါက်အဲ့လိုပွားတာပေါ့အဲ့လိုပွားတာအကောင်းမြင်ဝါဒရှိတဲ့လူတယောက်နော်အကောင်းမြင်ဝါဒခိုင်းမှရှိတဲ့လူတယောက်နားမှာနေရင်ကျန်တဲ့လူတွေလည်းပဲအဲ့အကောင်းမြင်ဝါဒရလာတယ်ထိုနည်းတူစွာပဲအဆိုးမြင်ဝါဒနားနေတဲ့လူအဆိုးမြင်ဝါဒရောကူးတာပဲဒါဖြင့်ဒီနေ့မှာပေါ့နော်ကိုကပြောတဲ့စကားရောဘေးမှာကြားတဲ့စကားရောလုပ်ငန်းခွင်မှာကြားတဲ့စကားရောအဲ့ဒီစကားတွေကိုအုပ်စုနှစ်စုခွဲလိုက်မယ်ပေါ့တစ်စုကတော့ချီးမွမ်းတဲ့အတိမပြုတယ်ဆိုတဲ့အကောင်းမြင်ဝါဒလုံနိုင်တယ်ဒီပြဿနာရှိရင်လည်းပဲဖြေရှင်းနိုင်တယ်ဆိုတဲ့အကောင်းမြင်ဝါဒနောက်တစ်ခုကတော့သူနဲ့ဆန့်ကျင်ပဲပြဿနာရှိတဲ့ဆိုရင်တရားရဖြေရှင်းဖို့ခိုင်းနေဘသူကြောင့်ဆိုပြီးတော့ပြဿနာဖြေရှင်းမဲ့အစားလူတယောက်ကိုပဲတခါတည်းအပြစ်တင်လိုက်တယ်အဆိုးမြင်ဝါဒတွေဝင်ပါပြီးတော့အတင်းပြောတယ်တင်းဆက်တယ်အဆိုးမြင်ဝါဒတွေအဲ့တော့အဲ့ဒီခုထဲမှာအကောင်းမြင်နဲ့အဆိုးမြင်ဝါဒတစ်ခုထဲမှာဘေးသက်တွေဘုံဘုံကိုဖြေဖို့မလို့ကိုယ့်ဟာကိုယ်ပြန်မေးကြည့်ငါဒီနေ့တွေ့ရတာအကောင်းမြင်ဝါဒနဲ့အဆိုးမြင်ဝါဒပဲဟာ
ပို့များကိုပဲမေးကြည့်ကိုပဲမေးနောက်တစ်ခုရှိသေးတယ်တကယ်လို့ဒီနေ့စာပွဲဖြစ်တာစာပွဲကလာကလေးတွေတချို့လည်းစာပွဲဖြည့်ပြီးတချို့လည်းဖြည့်ဖို့စာဖတ်နေတော့အဲ့တော့အဲ့ဒီကလေးတွေကိုနေရာမှာကိုထားလိုက်မိကွန်းတွေထဲမှာ choice တွေရှိတယ်ရွေးချယ်ခွင့်တွေရှိတယ်အဲ့မိကွန်းတွေထဲမှာလွယ်တာလည်းရွေးလို့ရတယ်ခက်တာလည်းရွေးလို့ရတယ်လွယ်တာလည်းရွေးလို့ရတယ်ခက်တာလည်းရွေးလို့ရတယ်လွယ်တာရွေးရင်တော့အမှတ်ပိုများခြင်းများတယ်ချက်ချင်းပေါ့နော်ရေတိုမှာအမှတ်ပိုများညာခက်ခဲတဲ့မိကွန်းရွေးတယ်ဆိုရင်တော့ရေတိုမှာချက်ချင်းနေရလက်ကရော့သွားမယ်ဒီဘာပြောမှာတော့ဒီရမှတ်ကနဲသွားမယ်ဒါပေမဲ့ရေရှည်မှကြတော့ဟိုနောက်ကိုကလေ့ကျင့်လိုက်တာခက်တဲ့အရာနဲ့လေ့ကျင့်လိုက်ခက်တဲ့မိကွန်းကိုရွေးတဲ့လူကတောင်းတက်တဲ့လူနဲ့တူလွယ်တဲ့မိကွန်းကိုရွေးတဲ့လူကပြည်တဲ့လမ်းကိုရှောက်တဲ့လူနဲ့တူတယ်တဏှာထုတ်သွားတယ်ဒါမဲ့တယောက်ကပြစ်နေတဲ့လမ်းကိုရွေးပြီးတော့ရှောက်တယ်နောက်တယောက်ကတော့နဲ့အတက်ဆင်းရှိတဲ့လမ်းကိုရှောက်တယ်ကျမ်းမာရေးအရာဆိုရင်ရေရှည်မှာဘယ်တယောက်ကကျမ်းမာရေးဖို့ကောင်းပါအတက်ဆင်းရှိတဲ့လမ်းနော်တောင်းတက်တဲ့လမ်းကုန်းတက်တဲ့လူဒီရေတိုးမှကြတော့သူ့ခရီးကနည်းနည်းလေးနေချင်နေပါမယ်နောက်ကျဒါမဲ့သူကခက်တဲ့လမ်းကိုရွေးတယ်နောက်တယောက်ကတော့လွယ်တဲ့လမ်းကိုရွေးချယ်ခွင့်ရှိတဲ့နေရာသူများတွေသူတွေနာလောက်တာလွယ်တဲ့လမ်းကိုရွေးတဲ့လူနဲ့ခက်တဲ့လမ်းကိုနော်ကြောက်ပြီးတော့အမြဲတမ်းလွယ်တဲ့လမ်းကိုပဲရွေးတဲ့လူပေါ့ဒီနည်းဖြည့်ရှင်းရင်ပိုကောင်းနိုင်လောက်တယ်ဒါပေမဲ့ဒီနည်းကပိုလွယ်တယ်လွယ်တဲ့လမ်းကိုပဲရွေးအလွယ်လမ်းလိုက်တယ် easy option and harder option အလွယ်လမ်းကိုပဲအမြဲတမ်းရွေးတဲ့လူဟာအစိုးမြင်ဝါဒအလွယ်ကိုဝင်တယ်အလွယ်ကိုဝင်ဘာဖြစ်လို့လဲဆိုတော့သူကရလက်ကိုပဲ focus လုပ်လို့လွယ်တာကိုရွေးတာအဲ့တခုတည်းဆိုရင်တော့တော့ဒီမသိအောင်အပြည့်နာစားမရှိအကောင်းဆုံးမရှိဘူးဒါပေမဲ့လွယ်တာကိုရွေးတဲ့လူကမြန်ရအောင်ဆိုတဲ့သူ့ရဲ့ results oriented resultsကိုပဲကြည့်တယ်အဲကြောင့်မို့လို့သူ့မှာကြံ့ခံနိုင်မှုစွမ်းရည် resilience ဆိုတဲ့အင်္ဂလိပ် resilient အဲ့ဒီဟာသိမမြင်ဘူး resilient သိမမြင်တဲ့အခါကျတော့အခက်ခဲတယ်ဆိုရင်ဘာဖြစ်သွားတော့အဆိုးမြင်လာတာဖြစ်ဝင်လာတယ်ဘာစကားဆောင်တယ်ဘာစကားတစီပြောင်းသွားတယ်အဲဆိုမစည်းစာဆောင်လူကလည်းပုံများပါတိုးတယ်အဲ့လိုချိန်မျိုးမှာလူချောင်းချီနေဘာစကားစီရတဲ့ချိန်နောက်ပြီးတော့လူနဲ့ခတ်ကြမ်းတက်တဲ့စီရတဲ့ချိန်အဲ့ချိန်မှာကိုယ်ရဲ့ mood ပေါ့နော် mood ဆိုကိုယ့်ရဲ့ mood ကိုယ့်ရဲ့စိတ်ခံစားချက်ကိုပြန်ပြီးတော့သုံးသပ်ကြည့်ပြန်သုံးသပ်ချက်ကိုစိတ်ကနည်းနည်းလေးလူများလို့စိတ်နဲ့ညစ်နေဆိုရင်အဆိုးမြင်သွားတာမျိုးစေ့လေးဆိုးမြင်သွားတာမျိုးစေ့ကိုမှရှိအဲ့ဒီဟာကိုပဲကိုယ့်ကိုအပြစ်တင်ဖို့မဟုတ်ဘူးနော်သိပြီးတော့အဲ့ဒီစိတ်ကိုဘယ်လိုပြောင်းရမလဲဆိုတာ transform လုပ်အဲ့ဒီစိတ်မှာသူကအင်အားရှိတဲ့ energy ရှိတယ် energy ရှိတယ်
အဲ့ဒီ energy ကိုအကောင်းပဲရအောင်ဒီနေ့အဲ့ဒါပြောတာ positive outlook ကတော့သူရှိပြအဲ့ outlook ဟိုဒါ positive ဖြစ်အောင်လုပ်ဖို့ positive မဖြစ်ရင်သူ negative ဖြစ်မှာဒီတိုင်းတော့မနေဘူးဒီတိုင်းတော့မနေကားမောင်းတဲ့လူတွေလည်းပဲအဲ့တိုင်းဒီနေ့လမ်းရှင်းတယ်ဆိုမောင်းရတာ mood ကောင်းတယ်ပေါ့စိတ်ကြည်တယ်ပေါ့အစမ်းစားအဆင်ပြေလို့စိတ်ကြည်တယ်ဒါကိုယ်မှအကောင်းမြင်လာတာစမ်းလည်းမခံရသေးဘူးဒီနေ့ကားကြက်အောင်နေမကောက်တချို့ driver တွေကတခါတည်းစိတ်လေးလွင့်ပြီးတော့လေသူတို့မှရှိတဲ့စိတ်ဖိစီးမှုတွေပေါ့မကင်တွဲနိုင်ဘူးဟိုလမ်းကြောင်းယူလိုက်ဒီလမ်းကြောင်းယူလိုက်ဟိုလမ်းကြောင်းပုံမြန်မလားကိုယူလိုက်မဟုတ်ပြန်ဒီဟိုဘက်လမ်းကြောင်းဝင်လိုက်သူ့ကြောင့်တခါတည်းနောက်ကားတွေကဟိုဒီကောင်းမောင်းလို့မရအောင်အကုန်လုံးနှောက်နေပြည်လမ်းဟိုပဲဖြစ်ကဘာအေးလမ်းပေါ်ဖြစ်အဲ့လိုလမ်းမိုက်နေ့တိုင်းတွေ့ကြုံရတယ်အဲ့လိုနေရာမျိုးမှာတို့ရန်ကုန်မျိုးပြီးခဲ့တဲ့နေ့50နေ့60နေ့40ဒီလောက်ကားမများဘူးလမ်းလည်းဒီလောက်မကျဲဘူးလမ်းလည်းဒီလောက်မကောင်းကိုကောင်းမီးရလည်းအရင်ထက်ပိုလင်းတယ်လမ်းမီးအဲ့လိုမြင်မဲ့စားတခါတည်းအဲ့လိုမောင်းနေတဲ့ကားသမားကိုကြည့်ပြီးတော့စိတ်ထဲမှာပါဖြစ်စိတ်ညစ်ပြီးတော့အဆိုးတွေပဲစပြီးတော့မြင်တော့တာအိမ်ရောက်ဒီကောင်းတော့ပါမြင်အင်္ဂလန်နိုင်ငံက Cambridge တက္ကသိုလ်ဘွဲရအခုတော့ရ Australia နိုင်ငံမှာတော့ရဆရာတော်ဖြစ်နေတယ်အကျံပရမဝံဆိုတဲ့ပရမဝံစာဘုံဘုံနဲ့ဝါကြည့်ပါတယ်ဆရာသူပေးတဲ့ဥပမာတစ်ခုကတော့ဘာလို့ကျောင်းမှာဘုံဘုံတို့ပြီးကိုထူကိုထားလောက်ရတဲ့ဒီပုံမှန်ဆိုကိုထားလောက်ရတယ်ဟိုဆရာတော်ကတော်ဘုံကကြီးရကြမှာကျောင်းအထံကလည်းဘာမှမလုပ်ဘူးဘုံတို့အုပ်စီတာတွေလမ်းခင်းတာတွေအကုန်ထုတ်ဖို့ရမ်းငယ်ပေါ့အုတ်တိုင်းစီရတယ်တဲ့ကျောင်းအထံကအုတ်တောင်စီရကောင်းဆောင်တစ်ပါးကအဲ့ဒါကြားနေတယ်အုတ်ဒီစီတဲ့နေတယ်ဘယ်လိုဖြစ်သွားလဲနောက်ဆုံးပြန်ကြည့်တော့အုတ်တလုံးဟာနည်းလေးရွယ်အဲ့ဒါကိုကြည့်ပြီးတော့ပြန်ပြင်ရလဲပြင်လို့မလွယ်တော့သူညကြားရရောက်ညနေဖျားဝတ်တယ်အဲ့အုတ်တလုံးပဲသူလက်စီတဲ့ပြင်တရားထိုင်နေအဲ့အုတ်တလုံးပဲမနဲ့ဆုံးဖို့တယ်အဲ့အုတ်တလုံးပဲနေကျန်တဲ့999လုံးသူစိတ်တယ်လို့ရောက်မလားအဲ့ဒီပဲ့နေတဲ့တလုံးဟိုပဲအကျဉ်းချင်းပြင်းတဲ့ခါဆိုတော့တလုံးမဟုတ်ဘူးသူ့ရဲ့ energy က negative energy သူ့ကြောင့်တစ်ခါတွေ့နှလုံးဖြစ်သွားပြီသုံးခါတွေ့ရင်သုံးလုံးဖြစ်သွားပြီအကျဉ်းတစ်ထောင်တွေ့ဘယ်လောက်ဖြစ်သွားလဲအနည်းဆုံးအဲ့လိုမဟုတ်ပဲနဲ့900ကိုအကျဉ်းတစ်ထောင်တွေ့ရင်900ကို1နဲ့မြောက်ရင်တော့1ဖြစ်တယ်2နဲ့မြောက်ရင်3နဲ့မြောက်ရင်သူမကတော့ multiply ဖြစ်တဲ့ဟာမြောက်တဲ့ဟာကပေါင်းတာလည်းမတူတော့အရန်မြန်ကတိုးတယ်အရန်မြန်အဲကြောင့်ရုံးရောက်သွားတဲ့ခါမှာတရားနာပေးတယ်တချို့လူတွေကကိုယ်ဘာမှမပြောဘူးလေသူတို့ကကိုယ်တန်တရားနဲ့ကြည့်ရက်ွက်ထဲကလူတွေကို
မိုက်ကြီးရဲ့ကြည့်ဖူးတဲ့လူကတယောက်နှစ်ယောက်ရှိမှာပေါ့အများဆုံးနှစ်ယောက်တော့ရှိမှာလူတစ်လောက်များတယ်ဒါပေမဲ့ကိုယ်တန်တရားနဲ့ကြီးတဲ့လူတယောက်လောက်ရှိစိတ်ထဲမှာနေရတာတော့မပြောရှင်မှုအဲ့ဒီရက်ွက်ထဲမှာနေရအဲ့ပုတ်ခဲတစ်လုံးအကြောင်းပဲအများရန်တွေးတယ်990လုံးအကြောင်းခါမှမတွေ့ဘူးအဲ့ကြောင့် positive outlook အကောင်းမြင်ရတာဆိုပုံမှန်အထူးဘာမှမရှိဘူးဒီနေ့လူတိုင်းမှာအဲ့996လုံးနော်လှအောင်စီထားတဲ့ okay တွေရှိတယ်အဲ့ okay လေးကိုပြန်သတိရပါဒီနေ့နေ့ကင်းတနင်္လာနေ့ညနေ9နာရီထိအညောင်းခံပြီးတော့လာကြတာပုံမှန်အဲ့ဒီဟာမရခေါင်းတရက်အဲ့ဒီဟာဒါစကားပလင်ခံရနော်အကောင်းမျိုးအဆိုးမျိုးနဲ့ဘယ်လောက်ရေးကြည့်လဲခဏနေတော့တောင်းတက်တယ်အဲ့ဟိုရွေးတာသူကချက်ချင်းရလာ immediate result ကိုစိတ်ကမရောက်ဘာရောက်တာတော့ဆိုတော့တက်လိုက်ဆင်းလိုက် process ခေါ်တယ် process အဲ့ဒီလမ်းလျှောက်တယ် process လမ်းလျှောက်တယ်ဖြစ်စဉ်အဲ့ဟိုသူစိတ်ဝင်စားဒီဘက်သွားနေရောက်တယ်ဒီနားစင်တလောက်တက်ဒီလမ်းစင်တလောက်ဆင်းရတယ်ဘယ်လိုနေရာမျိုးဆိုရင်တူလေ့ကျင့်ခန်းလုပ်ရတယ်ဘယ်လိုနေရာမျိုးဆိုရင်ခြေသလုံး exercise ဘယ်လိုနေရာမျိုးဆိုရင်နှလုံးအားဆိုင်ရတယ်နှလုံးအလုပ်လုပ်ရတယ်အဲ့ဒါမျိုးသူကစိတ်ဝင်စားပြီးရင်အတက်မှာအဆင်းမှာနော်တကယ်လို့သူကတင်ချပို့ပြီးတော့ဟိုကကောင်းမယ်ဆိုရင်သူတွက်သွားမယ်နော်အနေမြင်တယ်ဆရာဝန်တွေဆိုတခါတည်းသူရဲ့သူကဘာ map ခေါ်တော့ထားတော့ချက်ချင်းကောင်းတယ်ပေါ့နော်အဲ့ဒါမျိုးတော့မှသူ့ရဲ့စိတ်ထဲမှာသွားနေတွေ့ဆိုလိုတာက process ကိုစိတ်ဝင်စားတယ်ဖြစ်စဉ်ခြေလန်းတိုင်းစိတ်ဝင်စားရိတ်တာမှာအဲ့ဒါအစားနဲ့ပြန်တင်ပြရတယ်ဒီကနေပြီးတော့ဟိုဝင်ပေါက်ကိုရောက်အောင်အလွယ်လိုက်တဲ့လူကတော့သူကအဲ့ဝင်ပေါက်ရောက်ဖို့အတွက်ပဲဝင်ပေါက်ကိုပဲသူအားရရောက်အခုတောင်းတက်တဲ့အပိုင်းကိုရွေးတဲ့လူကတော့အဲ့လိုမဟုတ်အဖုံးတို့မာစီရိတ်တာထဲမှာဆရာသမားတွေတင်ပေးသူလို့ပေါ့ကြွားတယ်ချားတယ်ကြွားပြီးရင်ကြွားတယ်လှမ်းတယ်ချားတယ်ပြီးရင်ကြွားခြင်းတယ်ကြွားတယ်လှမ်းခြင်းတယ်လှမ်းတယ်ချားခြင်းတယ်ချားတယ်လှမ်းကြွားခြင်းတာကစိတ်ကြွားတာကရုပ်ဟာစိတ်က kind of ဒီရုပ်သူအလုပ်လုပ်တယ်ကြားတဲ့ခါကျအဲ့ process ကိုသူသိအဲ့ဒါကိုပဲနော်ဒီချို့ဒီမိုက်ကဆရာတော်ကြီးဒီဘုံတို့ဘုဂုဒါနမနဲ့ဆရာတော်ကိုရောအဲ့ဒီလိုလမ်းလျှောက်နိုင်တယ်ဆိုရင်ခြေတလှမ်းကတိတတန်ပဲတွားခြင်းနဲ့နေအောင်မြန်ရအောင်သွားမယ်ဆိုရင် immediate result ကိုစိတ်ကမရောက်ဘူးအဲ့ဒီစားလမ်းလျှောက်တာဘယ်လိုအမျိုးဆိုရင်ဒီဝါယောတက်အလုပ်လုပ်တာဘာကြောင့်ဝါယောတက်အလုပ်လုပ်တာတော့ဒီစိတ်ကဒီလိုဖြစ်လိုက်လို့ကြာကြည့်ရင်တော့သူကအဲ့လောက်ထင်မြင်သွားတာသူ process ကိုမြင်သွားတာအဲ့မှာတွားခြင်းနဲ့စိတ်ဒီစိတ်တသင်္ခါရပြီးတော့လှမ်းတဲ့ဒီခန္ဓာကိုကြွေရှားတဲ့ဟာတွေကာယသင်္ခါအဲ့ဒါမျိုးတွေဒါတော့နည်းနည်းပါဠိတွေပါတဲ့ခါကျတော့နည်းနည်းခက်သွားဒီပါဠိကိုထုတ်လိုက်နေဆိုရင်တွားခြင်းနဲ့စိတ်ဖြစ်လို့ခန္ဓာဝတ်သွားတယ်ခန္ဓာ
now ဆိုရဒီနေရာမှာဘာပြောတာတော့လေတက်လာဝါရော့တက်ဒီလိုတွန်းကန်လှုပ်ရှားတဲ့ဟာနောက်ပြီးတော့ချစ်ထောက်ချတဲ့ခါကျတော့မာတဲ့ဟာနောက်ဆုံးကျတော့ဒီတတ်သဘောတရားလေးဒီစိတ်သဘောတရားလေးတွေကရှိတာမှလားသူရဲ့ငါရဲ့နှေးတဲ့ညံတဲ့ခီးလန်းဆုံးခီးလန်းစားအဲ့ဒါတွေအားလုံးကစိတ်ကနေဖန်တီးထားတဲ့ပညာတွေပါလားဆိုတာမြင်တာဟုတ်ဒါတော့သွားခြင်းနဲ့ရောက်ခြင်းနဲ့နေရာဒီရလက်ပေါ့နော် immediate results ကိုစိတ်ကအမြဲတမ်းobsess ဖြစ်မနေဘဲနဲ့ရောက်မနေဘဲနဲ့တက်လှမ်းခြင်းအဲ့ဒါစိတ်ဝင်စားတယ် process ကိုစိတ်ဝင်စားတယ်တနည်းအားဖြင့်ပြောမယ်ဆိုအခုလက်ရှိလမ်းလျှောက်နေဆိုလမ်းလျှောက်နေတဲ့မှာဖြစ်နေတဲ့ဖြစ်စုံမှနေတာလေစိတ်ဝင်စားဒီသဘောတရားကိုလက်တွေ့လုပ်ငန်းခွင်မှာဘယ်လိုအသုံးပြုမှာတော့ဆိုဒီနေ့အဲ့ဒီဟာတွေမိကိုနေရှိဆွေးနွေးခြင်းပြောရင်နဲ့မေ့သွားမှာဆိုအဲ့တော့အကောင်းမြင်လာတာအဆိုးမြင်လာတာအကောင်းမြင်လာတာဆိုတာကောင်းတာပဲမြင်ကောင်းတာပဲမြင်ဒီလိုပြောတာမဟုတ်ပြဿနာရှိရတဲ့အခါမှာတခုကဖြေရှင်းနိုင်တယ်လို့မြင်အဲ့ဒါကောင်းမြင်လာတာမဖြေရှင်းနိုင်ဘူးလို့မြင်ရင်အဆိုးမြင်လာတယ်ပြဿနာဖြစ်လာတဲ့အခါမှာပြဿနာကိုပဲအာယုံဆိုင်ပြီးတော့ပြဿနာအကြောင်းပဲပြောလို့အကောင်းမြင်ပါတယ်ပြဿနာအကြောင်းမပြောဘူးလူအကြောင်းပြောလို့လူကအဆိုးမြင်ပါတယ်အဆိုးမြင်ပါတယ်အဲ့ကြတော့ဒီနောက်ဆုံးပြောတာကြတော့အဘိဓမ္မာပဲသူကအယံပေါအောင်သွားလို့အဲ့ဒါကြတော့အယံကြီးမရှင်းပြခြင်းတော့အယံကြီးရှုပ်ထွေးတော့စိတ်ဓာတ်အတက်ကြောက်ပြောတာလွယ်ကူပြောတာစိတ်ဓာတ်အတက်ဒါဖြင့်အဲ့ဒီဟာတွေကမွေးကြရလားမွေးကြရဒီလိုအကောင်းမြင်တာဆိုးမြင်တာဒီလိုဖြစ်လာတာဒါမှမဟုတ်ကြီးလာတဲ့အခါကျမှဘေးပေါင်းခြင်းကြောင့်ဖြစ်လာတာမွေးကြရတော့ဘယ်ကလေးကမှအကောင်းမြင်တာဆိုးမြင်တာတိတ်ပြီးတော့မထင်ရှားရှိတာတော့မထင်ရှားရှိတာတော့မျိုးစေ့လောက်ပဲပါဘုထုစင်နေနဲ့ဆိုရင်ပေါ့ခါတိုင်းပုံပေးနေကြဥပမာလေးလူတိုင်းနှလုံးသားထဲမှာဝင်ပလွေနှကောင်ရှိတစ်ကောင်ကအဆိုးမြင်သွားတာရှိတဲ့တစ်ကောင်ကအကောင်းမြင်သွားတာရှိအဆိုးမြင်သွားတာရှိတဲ့ဝင်ပလွေကစိတ်တူတယ်ပြီးတော့သူများအတွက်မတွေးဘူးသူ့အတွက်ပဲသူတွေးအကောင်းမြင်လာတာရှိတဲ့ဝင်ပလွေရတော့သူများလည်းတွေးတတ်တယ်စိတ်ရှိတယ်ကိုကြည့်တတ်တယ်လူတိုင်းရဲ့နှလုံးသားထဲမှာဒီနှကောင်ရှိတယ်ဘုံဘုံရဲ့နှလုံးသားထဲအဲ့နှကောင်ရှိတယ်တရားနာပေးတဲ့နှလုံးသားထဲလူတိုင်းရှိအဲ့ဒါရှိဒါဖြင့်အဲ့ဒီဝင်ပလွေနှကောင်ရမ်းဖြစ်ရင်ဘယ်တကောင်နိုင်မယ်တဲ့ဆိုးတဲ့ကောင်နိုင်မယ်ထင်တဲ့လူလက်မြောက်ကြည့်ပါ Okay thank you ကောင်းတဲ့ဝင်ပလွေအကောင်းမြင်ရရှိတဲ့ဝင်ပလွေနိုင်မယ်ထင်တဲ့လူလက်မြောက်ကြည့် Thank you Okay ဘယ်ကောင်ကနိုင်မှာတော့ဆိုတာသူ့ရဲ့တကယ်အဖြစ်မှန်ကတော့ကိုယ်အစာကျွေးတဲ့ကောင်ဘယ်ကောင်အစာကျွေးမနဲ့အရာထားရန်စပြီးတော့လူပနေဟောကိုမူရိတာမြင်ပြီးမူရိတာနဲ့ကိုမူရိတာနဲ့မြင်ပြီးတာမြင်နေဆိုရင်တော့အဲ့ချိန်မှာအကောင်းမြင်သွားတာဝင်ဘလို့ကိုအစာကျွေးနေတာ
အဲ့လိုမဟုတ်ပဲနဲ့ဒီနေရာလဲကွာရာသီဥတုဘယ်လိုဖြစ်တယ်ကားလဲဘယ်လိုကြက်တယ်ဘယ်သူကဘယ်လိုဖြစ်တယ်အလုပ်တော့မစသေးဘူးတခါလေညီးတာ10ချိန်မကတော့အဲ့လိုဆိုရင်ကိုကဘယ်တကောင်အစာကျွေးနေရတော့အဲ့ဒီတကောင်ပဲအားကောင်းပါလေထိကနေမဖြစ်နဲ့ထိကနေဖြစ်ရင်အားကောင်းတဲ့ဝင်ပလူကသူကအားရှိတဲ့ခါကျတော့သူဝင်ပြီးတော့လှုပ်မှာပေါ့ပါဠိလိုတကောင်ကိုယောနိသောမနတိကာရနောက်တကောင်ကျတော့အာယောယသောမနတိကာရယောနိသောမနတိကာရဆိုတာကောင်းတာကိုအမြဲတမ်းအကြောင်းကျိုးနဲ့ဆင်ခြင်ပေးတဲ့တွေးပေးတဲ့စိတ်ထဲမှာတခါလေစိတ်တက်တွေမကြအောင်စိတ်ရကြစအကြောင်းတွေတွေးရင်လည်းပဲအကြောင်းကျိုးနဲ့ဆင်ခြင်ပြီးတော့ကိုယ့်ကိုပြန်ပြီးတော့အားပေးတယ်အဲ့ဒါမျိုးအဲ့ဒါဆိုရင်ဝင်ပလွေအကောင်းမြင်တဲ့ဝင်ပလွေကိုအစာကျွေးနေတာအစာကျွေးအတင်းပြောရင်ဘယ်ကောင်ကျွေးတရားနာပေးတဲ့ကြီးရအတင်းပြောဖူးတဲ့လူပါဖို့မရဒါရီရဲ့နေစဉ်ဖြစ်နေတဲ့ဟာလေးတွေပြောတယ်နော်အဲ့တော့mindfulness empower us ဆိုတဲ့ video clip လေးကြည့်ရအောင်ဘယ်သူကြည့်ဘယ်သူဖွင့်ပေး mindfulness empower us ဒီရှေ့အမီလေးနည်းနည်းလေးပိတ်အောင်ကောင်းမြင်အေးတရားခဏလေးနော်ခဏလေးအေးခဏလေးစဒီဗီဒီယိုကလစ်ကိုဂျေရရှင်မာစီဆရာဘုရားရဲ့တာဝကကြီးတူဖြစ်တဲ့ American နိုင်ငံသူဆရာမကြီး Sharon Salzberg ကနေပြီးတော့လှုပ်ထားတာပါနော်လှုပ်ထားတာတတိပဋ္ဌာန်ကြောင့်သူလှုပ်ထားတာတတိပဋ္ဌာန်ကြောင့်ကိုကလေးတွေနားလည်နေအောင်သူလှုပ်ထားတယ်1980ကျော်တော့ဟာအသက်20ကျော်လေးနဲ့ဆရာတော်ကြီးမှာတရားလာတဲ့ထဲမှာ Jack Confield တို့ Joseph Goldstein တို့သူတို့နိုင်ငံမှာရိတ်သားတွေပြန်တည်ထားလူပုဂ္ဂိုလ်တွေတော့တကယ်သာနာပြည့်ပုဂ္ဂိုလ်တကယ်ကိုမှာဖြစ်တယ်ပါရမီရှင်ကြီးတွေပေါ့နောက်ပိုင်းကျတော့လည်းပဲရှေရုံဝဆရာတော်ကြီးမှာအကြိုက်တရားလာထုတ်ကြသူတို့ရဲ့တရားတက်တန်းလေးဖုံးထုတ်တဲ့အများကြီးအဲ့တော့ American နိုင်ငံသူနိုင်ငံသားတွေကလေးတွေကိုပြတယ်ဝင်ပလင်နှကောင်ရှိတယ်တကောင်ကangry wolf စိတ်ဆိုးတဲ့ဝင်ပလင်နောက်တကောင်ကျတော့စိတ်တည်ငြိမ်ကျင့်တာတဲ့မြေတမ်းရှိတယ်အဲ့နှကောင်ပဲတကောင်ကသူတို့ရံဖြစ်တဲ့ကဘယ်တကောင်နိုင်မှာတော့ကိုယ်အစာကျွေးတဲ့ကောင်ဒါဖြင့်အဆိုးတကောင်ကိုအစာမကျွေးဘူးမကျွေးပေမဲ့အဲ့တကောင်ဘယ်လိုကိုင်းတွဲမှာတော့သူကတကယ်လို့ဒေါနဲ့မောနဲ့ဖြစ်လာတယ်ထားကြွတောင်းကြလိုက်သူ့ကိုဘယ်လိုလုပ်ထုံးနဲ့ခိုင်ချန်တွေးလိုက်ပြီးထုံးနဲ့ဒီလိုသူ့ကိုသွားပြီးရင်ဆိုင်အဲ့လိုရင်ဆိုင်အဲ့ဝင်တွေးရတယ်ကြီးတယ်အဲ့ဒါတွေးကြီးတယ်သူ့ကိုအဲ့လိုလုပ်မယ်စားသူ့ကိုအတိမတ်ပြုနိုင်ဒါတရားထိုင်တဲ့အခါမှာဒီဒေါသဖြစ်ရင်ဒေါသဖြစ်တယ်လို့မှတ်ပါစိတ်ညစ်တယ်ဆိုရင်စိတ်ညစ်တယ်လို့မှတ်ပါစိတ်ညစ်တယ်လို့မှတ်ပါအဲ့ဟာလေးကိုမှတ်တာမှတ်ပြင်သူ့ကိုဒီတိုင်းထားတယ်အဲ့လိုမဟုတ်ပဲနဲ့ဒေါသကပြဿနာအဲ့ပြဿနာကြောင့်မတွေးပဲနဲ့ဘာကြောင့်လို့ဆိုဘယ်ကောင်ကဒေါသဖြစ်အောင်လို့ဆိုကောင်ဖြစ်သွားရင်ဒေါသကအကောင်ဖြစ်သွားတယ်ဒေါသကလူဖြစ်သွားတယ်အဲ့လိုဆိုရင်တော့အဲ့ဒေါသစက်ကြီးကိုပဲရှိတယ်အဲ့ကြောင့်မလို့
အစာမကျွေးဒီဒေါန်တိုင်းတတိတရားနဲ့ဆိုရင်အဲ့ဝင်ပြီးလို့ဆိုဖို့အစာကျွေးမိမှာကဲအစာနဲ့ပြန်ဖွင့်ပြီးဒါအစာမဟုတ်သေးအစာကြည့်ပြီးစောင်းနေတဲ့တရားနာပေးတယ်လေပဲဝင်ပြီးလို့အစာကျွေးစောင်းနေဆိုရဲပြင်းထားတာမဟုတ်အဲ့ဒီအတန်လေးထွက်ရင်အဲ့ဒါပဲကောင်ကိုကျွေးတယ်ဒီဗီဒီယိုကိုမှဟန်ဂေရီနိုင်ငံထိုင်းနိုင်ငံစင်ကာပူနိုင်ငံအင်္ဂလန်နိုင်ငံအကုန်လုံးဖွင့်ခဲ့ဒီအတန်ပြတ်တဲ့အမြဲတမ်းရှိတယ်There is a story, usually attributed to the Native American tradition, which illuminates different ways of paying attention. An elder, talking to a child, says, "I have 2 wolves fighting in my heart. One wolf is fearful, vengeful, envious, resentful, and deceitful. The other wolf is compassionate, loving, generous, truthful, and peaceful." The child asks, "Which wolf will win the fight?" The elder responds, "The one I feed." That doesn't mean we try to deny or hurt or kill the angry wolf. If we did that, we'd end up in a long battle, all the while somehow making that wolf more powerful through our hostility and fear. Hating that wolf sucks the strength right out of us. Instead, we calmly pay attention to the angry wolf and let go of believing they have the answers. If we can do that, they end up lying down next to us, no longer an enemy. We help strengthen the kind and loving wolf, giving it nourishment and support so that we can follow it. That peaceful wolf can become our steady companion and show us the way through all kinds of different life experiences. Restful or chaotic, enjoyable or disappointing experiences may come and go, but we can have a guide with us through it all. This is what mindfulness can help you do. Mindfulness allows us to see our thoughts and feelings as they are beginning. It's very powerful to know what we're feeling as we're feeling it, know what we're thinking as we're thinking it. With mindfulness, we can choose what will strengthen and bring into action, and we can choose what we will gently let go of. We don't have to be at the mercy of old habits or old ways of thinking or old ways of being. We are empowered. It just takes practice. I think the video lay be the message that they each when we let the count thing is jealous thing is to me out cheap shall be not doing it say them shall be nation shall be nation be the say them I feel the kind of thing in the to love a door and cheap can do it say them a cheap them and I am on my night and I will put it account Eddie look like na she did when we do it go asa chui man and material swing so you want so you want our counted meet us our counted company our counted Hana our counted idea and more you are this way young to young daddy in their county out or she know young block you know young and look like you look in here below give me sign the soup out with a no yard we don't live
စုပေါင်းပြီးတော့ဂုံရတယ်လို့ပိုက်ဆံတွေဂုံရတော်ပြရပြဒီဟာဂုံတဲ့အလုပ်အဲ့ဒီအလုပ်တကယ်လို့ရေရှိကိုကြည့်တယ် immediate results ကိုမြင် immediate results လုပ်တဲ့ဆိုရင်ကိုယ့်အိမ်ကိုစောင်းလိုက်ပြီးပြီလေ immediate results ဆိုတာကအလွယ်ဖြည့်ရှင်းနိုင်တော့ကိုယ်ဝင်းတဲ့ကိုရေလွှမ်းနေဆိုရင်လည်းမြေပြင်းနိုင်တယ်မြေပို့လိုက်တော့လွယ်တဲ့နေ့ကိုလိုက်တယ်နည်းခက်တဲ့နေ့ကိုလိုက်တော့ဟိုဘက်အိမ်ဒီဘက်အိမ်ဟိုဘက်လမ်းဒီဘက်လမ်းဟိုဘက်ရက်ခွေတွေအဲ့ဒါတွေတွေးပြီးတော့ဒီတိုင်းဆိုရင်ရေရဘလောက်ရေလာတဲ့နှုံးကဘလောက်ရှိအဲ့ရေပမာဏကိုနော်လိုအပ်တဲ့နေရာပို့နိုင်ဖို့ဒီမြောင်းကဘယ်လိုဖြစ်အဲ့ဒီဟာ process ကိုတွေးရတယ်အဲ့ process ကိုတွေးတဲ့လူကအကောင်းမြင်လာရှိရတယ်ဒါလက်တွေ့မှာအကောင်းမြင်လာတယ်ဆိုပြီးပါအစိုးမြင်လာကအလွယ်ရွေးအလွယ်ကြိုက်အကောင်းမြင်လာက process ကိုရွေးတယ်ခက်ခဲတာမကြောက်ဘူးလွယ်တာနဲ့ခက်တာဆိုရင်ခက်တာကိုပိုစိတ်ဝင်စားတယ်လွယ်တာကျတော့သူကလွတ်တက်ပြီဒီအနက်ပတ်သက်ပြီးတော့ growth mindset အကြောင်းဘုံဘုံတို့ကြည့်ရအောင် video clip ထဲမှာပါတယ်ပေးတာdrag on praise ဆိုတဲ့ဗီဒီယိုလေးဝင်ပေးမယ် carrots layer So you see these plants? Can you tell me what color is on that side? Yellow, white. တရားလေးအရင်ကြည့်ရမယ်နော် Blocks together, so ခဏလေး make sure our pot matches the ဟို shape. နည်းနည်းရှင်းပြအောင်ဒါ growth mindset နဲ့ပတ်သက်ပြီးတော့ရှင်းပြတဲ့ဟာလေးသူတွေနာလောက်တာကလေးတို့သူတွေနာကလေးတွေကိုနှခါလောက်ခိုင်းဟိုဘေးလီလေးတွေဟိုပစ္စည်းလေးတွေဆက်ခိုင်းတယ်စခိုင်းပထမတစ်ချိန်ကတော့လူတိုင်းလုံနေတဲ့ဟာလွယ်တဲ့ဟာလေးပေါ့လွယ်တဲ့ဟာလေးလောက်ခိုင်းတယ်အဲ့ဟာလေးကိုလောက်တာတိတ်မသိဘူးဘသူကအကောင်းမြင်ရတာအခြေခံရှိတယ်ဘသူအဆိုးမြင်ရတာအခြေခံရှိတယ်မသိဘူးသူတို့လုံနေတဲ့ဟာတွေကြီးလောက်ခိုင်းတာလေနှစ်ဖက်စလုံးလည်းလုံမသိဘူးသူတို့အရွယ်ထဲပိုးပြီးတော့ခက်တဲ့ဘေလီကိုဒုတိယကျင်းလောက်ခိုင်းအဲ့မှာတွေးပါလိမ့်မယ်ဒီကြောင်စုံနဲ့တုံးလေးတွေပေါ့ဒီတောင်းမျိုးစုံတုံးလေးအဲ့ဒါတွေကိုဆက်တဲ့ခါကျတော့အခုဒုတိယအကျင်းလောက်ခိုင်းတဲ့ခါကျတော့သူတို့အရွယ်ထဲနဲ့ပိုခက်သွားတော့တချို့ကလေးတွေအခက်ခဲနဲ့တွေ့တဲ့အချိန်မှာစိတ်တူတာအဆိုးမြင်ရတာပဲကိုလွယ်လို့ဆွဲခေါ်သွားတဲ့ကြောင့်ပြောချင်စိတ်တူရင်လွယ်လို့ keep up လုပ်တယ်လက်လျှော့စိတ်မတူတဲ့ကလေးစိတ်ရှည်နဲ့ဒီလိုက်ရှာတဲ့ကလေးစားဖြစ်တဲ့ကလေးအဲ့ကလေးကအကောင်းမြင်ရတာကိုများတယ်မရတာချင်းတူအကောင်းမြင်ရတာရှိတဲ့ကလေးကသူမလုံနိုင်တဲ့ဟာကိုသူလုတ်ခွင့်ရအသက်ဆန်းလုတ်ခွင့်ရနောက်တစ်ခါလို့ရင်တော့သူဒီထက်သူရမှာပဲလုံနိုင်မှာပဲဆိုပြီးယုံကြည်ချက်သူမှရှိသေးတယ်အဲ့တော့အကောင်းမြင်ရတာလို့ခေါ်တယ်မဟာစနကမင်းသား
ရေကူးတာလေပင်လယ်ထဲမှာလက်တွေကူးတာသူလည်းပဲဘယ်လောက်ကူးရမယ်ဆိုတော့သူကလည်းမသိဘူးကဲမဲ့လို့ရှိလားမသိဘူးမသိဘူးဘယ်ဘက်ကူးရမယ်ဆိုတော့အဲ့ဒါလည်းမှန်းပြီးတော့ကူးတာတိကျမသိဘူးဒါပေမဲ့မနိမေခါနဲ့မာစနကမင်းသားနဲ့စကားပြောတဲ့ဟာလေစကားပြောတဲ့အဲ့ဟာအသေးချဖတ်ကြည့်အဲ့ဟာဖတ်ကြည့်ကကျွန်မမာစနကမင်းသားက resilient ဆိုတဲ့စိတ်ဓာတ်ကဘလောက်ကြံ့ခိုင်တယ်အဲ့မှာမြင်လူ900ရှိတယ်ငါ499ယောက်ကစစ်တပ်တွေကြားပြီးတော့ဆက်ပြီးတော့မကူနိုင်တော့စစ်တပ်ကြားရင်ဟိုလုပ်ငန်းခွင်မှာပြောရစကားဆို performance ကြားနော် community performance ကြားစစ်တပ်ကြားလို့ရခိုင်ကြား performance ကြားရင်ဘာထီတော့ထုတ်ကုန်ကျော်ကောင်းမြတ်တာဘယ်လောက်ရည်ကြီးလူနှစ်ယောက်ဟိုတဘောတိုင်းမတိုက်ဆိုင်ဘူးထိုင်ပြီးတော့စကားပြောရခါမှာတယောက်ကလည်းကိုစိတ်ထိုးသွားရင်တယ်လို့ဆိုအဲ့လူကအဆိုးဘက်ကိုစားပြီးတော့မြင်သူကြည့်ပါမလို့စိတ်ရှိတဲ့လူကကောင်းမြတ်တာရှိဖို့ပုံညာအဲ့ကြောင့်မြတ်စွာဘုရားကနဲ့20ဖတ်လုံးဘောရပါတိမောင်းဟိုပြတဲ့အခါမှာခန္တီပရမတုဘောဓိတေခခန္တီတရားရှိပါခန္တီတရားတိဆောက်ပါအဲ့ဒီလိုမိတ်ဘောရပါတိမောင်းတယ်ခန္တီတစ်ခုရပြီဆိုရင်ကျန်တာကုန်ရတယ်ဘယ်မှာခန္တီရှိရမှာတော့တခြားနေရာမှာဘုံမဟောရရှိပါစားတော့တဲ့နေရာနောက်ဒီအနေထိုင်နောက်ပြီးရင်အပြောဆိုနောက်ပြီးတော့တရားထိုင်တဲ့နေရာအဲ့ဒီ၄နေရာခန္တီနေရာအထူးအာရုံစိုက်ပြီးပါ focus လုပ်အဲ့လို focus လုပ်တယ်ဆိုတော့ကောင်းမြတ်သွားတာခန္တီတရားဓမ္မတဲ့ရဲ့ကောင်းမြတ်သွားတဲ့ဓမ္မတဲ့တကြက်တဲ့ရဲ့တကြက်တဲ့တကြက်ရော့ရင်တကြက်ရော့သွားတယ်ဒီဟာအဲ့ဟာလေးပြီးမှပုံချင်းအစားနဲ့ပြန်ပြမယ်We took 5th graders. We give them puzzles to solve. So you see these blocks? Can you tell me what color is on that side? Red, yellow, white, blue. All right, so what I want you to do is put these blocks together so that the picture on top matches the picture here, all right? First, we give children a set of easier puzzles to do. Now here's the next one. When these 9 and 10-year-olds successfully put together the puzzle, the children are praised for either their intelligence Wow, you did really well. You must be really smart at these. or the effort they made. Wow, you did really well. အဲ့လိုဖြေနေတဲ့ကလေးလုံနေတဲ့ဘဟေလီကိုလုံနေတဲ့ကလေးစက်ခိုင်းတဲ့ဟာစတဲ့ကလေးအဲ့ကလေးတွေကို2မျိုး2အုပ်စုမတိမတာခွဲပြီးတော့သူတို့ကိုချီးမွမ်းတယ်ကဲရတဲ့ဆိုရင်တော့ပြောမလို့အဲ့ကလေးတွေချက်ချင်းအဆိုးမြော်တာဒါလေးတော့မလုံနိုင်ဘူးဟောတလောက်လွယ်တာလူတိုင်းလုံနိုင်တာပေါ့အဲ့ဒါမျိုးသွားဖြစ်ပြောချင်အဲ့ကလေးတွေအဆိုးမြော်ပါတာဝင်လာတယ်ပတ်ဝန်းကျင်ကြောင့် nature and nurture ဆိုတာလေ nature ကပတ်ဝန်းကျင် nature ကမွေးရမှာအတိတ်ကကံအခုပฏิရူပဒေသဝါဒဒါမို့အာတေဝနာသဘာလနာဘယ်နဲ့သာအဲ့ပတ်ဝန်းကျင်အရေးကြီးပုံပြောတယ်ဒီနေရာမှာအဲ့ကလေးတွေကိုတဲ့တချို့ကလေးကြတော့ intelligence praise လို့တယ်ဒါတို့သမီးတော့တော်တဲ့အကြောင်းသူတို့ intelligence စွမ်းရည်ကိုချီးမွမ်းလိုက် intelligence နောက်တော့စုကြတော့သူတို့စူးစမ်းတာကိုချီးမွမ်းတယ်ဩသမီးရတော့စူးစမ်းတာကိုဒီကလေးတွေကငါရန်အသက်ဆက်ပွင့်ရော Oh, you must have tried really hard at these. Then we give them a much harder set of problems, ones that they might, in fact, struggle with. Here's the next one.
and we see what happens to their confidence. Do they think, oh, this means I'm not good at it after all? Do they stop liking the puzzles? Or do they maintain their confidence and think, well, it just needs more effort or strategies? What happens to their ဒီကလေးอ่ะသူမျက်နှာကြည့်ခက်တယ်ကောင်းကောင်းမလုပ်အဲ့ဒီစိန်ခေါ်မှုရှိတဲ့ဟာကိုဒီကလေးကကြိုက်လာတယ်ဒီကလေးကကြိုက်တယ်စိတ်ထက်မကြောက်မကြိုက်တယ်ဘာဖြစ်လို့လဲခိုင်းကြိုက်ဘာရှင်းပြမယ်ဆက်ပြတယ် motivation? Are you ready to go on? Ta-da! We also ask them, well, which problems do you want to work on some more? Those easier ones or those harder ones? And generally we find that the kids who have been praised for their intelligence really want to go back to those easier ones that were their claim to fame. This is a sign of a fixed mindset, the belief that intelligence is innate and can't be changed. What we found was that children thought that difficulty meant they weren't smart or they weren't good at the task. So you seem to have more trouble with this one, and I want to know why you think that was. Probably because I'm not good at these problems. A very ဒီကလေးလေးဒီယောက်ျားလေးသူလှုပ်တာခက်တဲ့ခါကျတော့ဒါပါကြောင့်ခက်တယ်လို့ထင်တယ်ဆရာမအဲ့လိုမေးတဲ့ခါကျတော့ကျွန်တော်ပင်ကိုယ်ရထားရမတော့ဘူးလို့အဆိုမှန်တယ်တွေ့အဲ့ကလေးတွေကိုမေးကြည့်တယ်အခုနှစ်ခုလောက်ခဲ့ပြီနော်ဖေးလေးနေပထမဆုံးဟန်တွေ့တယ်ဒုတိယဟန်ခက်တယ်ထပ်ပြီးတော့ကစားမယ်ဆိုရင်လွယ်တာရွေးမလားခက်တယ်ရွေးမလားအဲ့ဒါမေးတယ်ဉာဏ်ကောင်းတယ်လို့ချင်းမုန်းခံတဲ့ကလေးကလွယ်တာပဲရွေးတယ်လွယ်တာကြိုးစားတယ်ဆိုပြီးတော့ချင်းမုန်းခံတဲ့ကလေးကခက်တာခက်တဲ့ဘေးလေးကိုကစားတာကြိုက်တယ်ခက်တာရွေးမင်္ဂလာတော်တယ်မှာအတ္တတမပဏိတိစာကိုယ့်အကိုကြိုးစားတာကြိုးစားမှုကိုအသာပေးတာကြိုးစားမှုကိုချင်းမွန်းတာဇတ်တော်တွေထဲမှာပဲဇတ်တော်ပဲကြည်မြတ်စွာဘုရားကဘဝပေါင်း၄အသိချင်းတဲ့ကဘာသိန်းထဲမှာ949နှစ်ဇတ်ကိုပြန်ပြီးတော့ဟောထားတယ်တချို့ဇတ်တွေလည်းထပ်နေတာပေါ့ဟောထားတယ်ဘာဘယ်ဘဝမှာဘယ်လိုကြိုးစားခဲ့မြောက်မင်းဘဝမြောက်ဖြစ်တဲ့ချိန်မှာဘယ်လိုကြိုးစားတမင်ရွှေတမင်ဘဝတမင်ဖြစ်တဲ့ချိန်မှာဘယ်လိုကြိုးစားကြိုးစားတာသူကြိုးစားတာကိုသူကပြန်ပြီးတော့အတိမပြုံနေမကောက်အဲ့ဒီဘဝမှာဘသူကဘယ်လိုကြိုးစားရဆိုတယ်အတူတူပါမြင်ဖြစ်ခဲ့တဲ့ပုံကိုယ်တွေလည်းအတိမပြုဒီဟာတော့အရေးကြီးတယ်ကိုယ့်ကိုယ်ပဲအတိမပြုရင်အတ္တဖြစ်သွားမှာသူများကအတိမပြုတယ်ဆိုရင်အနတ္တဖြစ်သွားတယ်သူများကအတိမပြုတယ်ဆိုရင်ကိုယ်က generous ဖြစ်တယ်လေနော် generous ဖြစ်တယ်ကိုယ်ပဲအတိမပြုသူများအတိမမပြုဆိုရင်ကိုကြောက်စိတ်ရှိတယ်သူတို့ကအတိမပြုရင်သူတို့ငါထက်သာသွားလိမ့်မယ်ဘယ်လိုဖြစ်တယ်ညာလိုဖြစ်တယ်ဆိုအဲကြောက်စိတ်တွေဖြစ်ပြီးတော့သူများကိုအတိမမပြုချင်အဲကြောင့်ကောင်းတာကိုပြောတာတော့မှာတဲ့ဘယ်ဟာကို focus လုပ်တော်တာစွမ်းရည်တော်တဲ့အကြောင်းစွမ်းရည်အကြောင်းအဲ့ဒါ focus လုပ်တယ်ဆိုရင်အစိုးမြင်သွားတာဝင်လာတတ်တယ်ဒီသူတွေနာအဲ့ဒီဟာကိုဇတ်တော်တွေပြိတ္တကနဲ့ပြန်ပြီးတော့စဉ်းစားကြည့်ဟုတ်တာပဲဒီဆီယမိုင်အရန်တော်ဒီဆီယမိုင် Stanford Tech က psychology professors Carol Dweck mindset ကြောင့်သင်နေဆီယမိုင်တရားနာပိတ်တဲ့ကိုဘုံ9မိနစ်အချိန်ပေးမယ်9မိနစ်အချိန်ပေးမယ်ကိုဟာကို
စင်ချင်ဖို့ reflection time ဟောစင်ချင်ဖို့ငါဘဝမှာငါကတော်တယ်မတော်ဘူးဆိုတော့ကိုယ့်ကိုပြန်သုံးသပ်လာကိုယ့်ရဲ့တငယ်ချင်းတွေကိုယ့်ရဲ့သားသမီးတွေဆရာသမားတွေတော်တယ်မတော်ဘူးဒီလိုသုံးသပ်တော်တယ်မတော် intelligence နဲ့ပတ်သက်လို့နောက်တစ်ခုကတော့ကြိုးစားမှုဝိရိယနဲ့ကိုသုံးသပ်တာကြိုးစားမှုနဲ့သုံးသပ်ကိုယ့်ရဲ့မိဘဘယ်လိုကြိုးစားလဲကိုယ့်ရဲ့ဆရာသမားဘယ်လိုကြိုးစားကိုယ်ဘယ်လိုကြိုးစားမှုနဲ့အဲ့ဟာလေး5မိနစ်လောက်ကိုယ့်ကိုပြန်ပြီးတော့တွေးကြည့်focus လုပ်တယ်အာယုံစိုက်တယ်ဆိုရင်ကြိုးစားမှုကြောင့်တရားဖြစ်လာတယ်ကြိုးစားမှုကအမြဲတမ်းရွေးရှာတယ်ဘုံတည်ဖြစ်တဲ့ဘုံရဲ့ဒီဆောက်ဖို့ခွင့်ပေးမှသာဒီဆောက်တာပေါ့ခွင့်လန်းတယ်ဒီဆောက်ဖို့ခွင့်လန်းတယ်break မယူခင်လေဘုံဘုံကပါလေးထပ်လို့ချင်းလို့ဆိုတော့ကိုဘေးနာလူနဲ့လေ3ယောက်လောက်ဝိုင်းဖွဲ့ပြီးတော့အခုစင်ချင်းတဲ့အကြောင်းလေးသုံးသပ်ကြည့်ပါဘဝမှာကိုယ့်ရဲ့အတွေးကတော်တာနဲ့ကြိုးစားတာဘယ်ဘက်ကိုပို့ပြီးတော့ရောက်တယ်အဲ့ဒါတခုဇောပိုင်းရတော့ဝင်ဘလွေအနက်အဝဲဝင်ဘလွေအကောင်းနဲ့အဆိုးနဲ့ဘယ်တကောင်ကိုအစာပို့ချွေးပြီးအဲ့ဒီနှစ်ခုပြောပြီးတော့တယောက်ပြောရင်ကျန်တဲ့နှစ်ယောက်ကနားထောင်ကျန်တဲ့နှစ်ယောက်နားထောင်ကိုကလည်းပြောကျန်တဲ့နားထောင်အဲ့လို share လုပ်စေချင်အဲ့လို share လုပ်တယ်ဆိုရင်ဒီလိုဖြစ်တာငါတယောက်တည်းဖြစ်တယ်ဆိုရင်အတွေးတွေတွေ့ပြောင်းသွားကဲစကားပြော4ယောက်လဲရ3ယောက်လဲ
ဆရာလေးတွေရှင်းနေတဲ့တို့ရှင်းနေတဲ့ဒီကမိုက်တော့ပြန်ရှင်းနေတဲ့တို့ဝိုင်းလိုက်ဓမ္မတာကိစ္စလောက်ခိုင်းအချက်နဲ့ချက်နဲ့ဝင်းပလွေနှစ်ကောင်ဘက်တစ်ကောင်ကိုအစာပူကျွေးလေးရှိတော့နောက်တစ်ခုကတော့နာတော်တယ်မတော်ဘူးကြိုးစားမကြိုးစားဘူးဘယ်ဟာကိုကိုကပို့ပြီးတော့ခရုစိုက်ခဲ့တော့ဆိုတဲ့ဟာပေါ့
Okay okay အချင်းရောက်ပါပြီအချင်းရောက်ပြီဖုန်းတို့အနာမယူခင်လေဖုန်းတို့အနာမယူခင်မုတိတာကြကြနနာလုပ်ရအောင်7 minute လုပ်ရအောင်မုတိတာလုပ်တာကကိုကြိုးစားကြတာနော်ဥမာအကြောင်းသားဆိုရင်စံပဲအောင်ခဲ့တဲ့အကြောင်းတွေဘာလက်မှတ်တွေရခဲ့တဲ့ဘယ်နဲ့တန်းအောင်ခဲ့တဲ့အဲ့လိုတွေးမဲ့စားဘယ်အတန်းမှာကိုဘယ်လိုကြိုးစားခဲ့တယ်ဘယ်လိုကြိုးစားခဲ့တယ်ခက်ခဲတဲ့ခေါင်းစည်းတွေကိုဘယ်လိုကြိုးစားနားလည်အောင်ကြိုးစားခဲ့တယ်အဲ့ဒီအကြောင်းတွေတွေးပြီးပြန်ခုံယူပါလုပ်ငန်းခွင်မှာလွယ်တဲ့အချိန်ရှိတယ်ခက်ခဲတဲ့အချိန်ရှိလွယ်တဲ့အချိန်ကိုလိုက်ရှာနေဟိုဒီနေရာမှာဒီဟာခက်တယ်ပို့ပြီးတော့လွယ်တဲ့နေရာကိုပြောင်းမယ်အဲ့ဒီလိုပြောင်းတယ်ဆိုရင်ကိုက fix mindset လို့ခေါ်တယ်တို့တဲ့စိတ်ထားမဟုတ်တို့ရဲ့စိတ်ထားပုံသေးစိတ်ထားဆိုတာကကြိုးစားလိုက်ဘာမှမထူတော့ဘူးမွေးကြတဲ့ဘာလာတဲ့ဉာဏ်ရည်သွေးကတရားဆိုရင်လည်းတရားဒါကြောင့်ကြိုးစားအောင်မလို့တော့ဘူး30ပဲပါလာရင်လည်းပဲကြိုးစားလည်းပဲသူက20ဖြစ်မလာဘူး50ဖြစ်မလာနိုင်ဆိုပြီးတော့မွေးကြတဲ့ပုံသေးဖြစ်တယ်ဆိုရင်အဲ့က fixed mindset now fixed mindset အဲ့ဒီလိုမယုံကြည်အဲ့ဒီလိုမမြင်ဘဲနဲ့ဗုဒ္ဓဘာသာထဲမှာမြင်တဲ့အတိုင်းကြိုးစားရင်ဘုရားတော်ဖြစ်နိုင်တယ်ကြိုးစားဖြစ်တယ်အဲ့ဒီလိုယူဆအဲ့လိုမြင်နော် growth mindset တော်တဲ့လူတွေကကြိုးစားထားလို့တော်အောင်ကြိုးစားထားမတော်သေးတဲ့လူတွေကမကြိုးစားရသေးလို့အဲ့လိုမြင်တာအဲ့လိုမြင်တဲ့လူ growth mindset ဘုံဘုံကဒီလိုဘာသာပြန်တိုးတက်စိတ်ထားအဲ့လိုဘာသာပြန်ထားအဲ့ဒါဒါကြောင့်မုဒိတာလုပ်တဲ့အခါမှာကိုယ့်ရဲ့လုံလဝိရိယအခက်ခဲတွေကိုဘယ်လိုကြိုးဖြတ်ခဲ့တယ်ခက်ခဲအဲ့ဒါလေးတွေပြန်တွေးပြီးတော့ကိုယ့်ရဲ့ကြိုးစားမှုအတိမဖြစ်ပါနောက်တစ်ခုကကြိုးစားတဲ့ကိုယ့်ဘဝထဲမှာကြိုးစားတဲ့တခြားလူတွေကိုအတိမဖြစ်ပြီးပါတစ်ယောက်နှစ်ယောက်သုံးယောက်ကိုယ့်ရဲ့မိဘလားကိုယ့်ရဲ့ဆရာသမားလားသူတို့ကြိုးစားတာပြန်ပြီးတော့အတိမဖြစ်ပြီးဘုံဘုံတို့ရဲ့ဆရာသမားတစ်ပါးပုဂ္ဂိုလ်ဌာနမနိုင်ရဒုတိယအကြောင်းထိုင်ဆရာမန်တိုင်းအထာတလေးဒီကျမ်းစာရေးတဲ့ဆရာတို့ဥတာဝရပခုတ်ကူမှလည်းစာလိုက်ဘူးတယ်မန်လေးမှလည်းစာလိုက်ဘူးမန်လေးမှစာထားလိုက်တော့ခက်ခဲဆုံးအရင်ခက်ခဲအဲ့သူရဲ့ဆရာသူတို့ဘယ်လိုပြောဦးစင်းတို့ထမင်းတလုံးပဲတလုံးဆိုမွေးရောပေါ့တချို့ထမင်းလုံးတယ်ပဲမထဲအောင်ဟင်းမရှိနှလုံးလောက်မှာပဲတလုံးပဲစားအဲ့ဒီလိုကြိုးဖြတ်ခဲ့တယ်အဲ့ဒါနဲ့တနင်္လာလုံးကသူ့ရဲ့စာအုပ်ကိုအားထားပြီးတော့ဒီဗီဒီယိုမှတ်တွေလေ့လာရတယ်ဆရာတော်ကတော့သူကကိုယ်ပဲနေတယ်ဒါမဲ့သူအရေးတွေအဲ့လိုဖြစ်ဆိုတော့ဟုတ်တာကိုသူကြိုးစားကိုယ်နေစာပြန်တယ်လို့လေနော်တုတ်စင်လို့အဲ့ဒါတွေကိုသူကညတိုင်းလမ်းလျှောက်ပြီးတော့ပြန်တာဟိုပြန်ရွတ်သူကြိုးစားတာဟိုအတူနေတော့ကတော့ဟိုတပည့်အနေနဲ့အတူနေတော့ဘုန်းတော်ကဒီလောက်တတိမထားဘူးဘာလို့ဆိုတော့ကိုယ်စားအောင်ဖို့လို့ဆိုကိုယ့်အတွက်ကိုတွေးတယ်mindset ကအဲ့လိုဖြစ်စမ်းချဖြစ်တဲ့ခါကျမှကိုယ့်အတွက်တွေးလို့မရတော့ကိုယ်စားတင်တာတွေနားလည်အောင်ဆိုသူများတွေတွေးရတော့ဘဝအသိပေးတော့
အဲ့ဒါကိုကစာသင်သားတော့မှာ9နာရီကြည့်ရတဲ့ခေါင်းစီတစ်ခုဆိုရင်စာချဖြစ်တဲ့အခါကျတော့10နာရီတော့မကောင်းကြည့်ရအဲ့ဒါနဲ့ဆရာတော်ကြီးကစာတက်ခြင်းစာချဆိုစာချခဲ့စာချမယ်ဆိုတဲ့အခါကျတော့ခက်ခဲတွေလေများလိုက်တာဘုံဘဝမရသေးဘူးအဲ့ဒီဘုံစာချမယ်အတန်း85ပါတော့ရှိအဲ့ဒီထဲမှာအကြီးဆုံးက15ပါရှိတယ်ဘုံဘဝမရသေးဘူးဆိုတော့ကိုဒီလိုကလေးထိုင်ပေါ်မထိုင်ရဲဘူးအဲ့ဒါနဲ့စာချဘုံနဲ့ကြီးတဲ့စာချဆိုတော့ကျောင်းတော်ဒီလိုမထိုင်ရဲဘူးအဲ့ဒါကထိုင်မှာဘာဖြစ်မြတ်စွာဘုရားခါညောင်းလို့ရှင်တိုင်းဘောတော်တရားဟောကနေတော့ရှင်တိုင်းဘောတော်ကိုပြင်ပေါ်ထိုင်ခံမြတ်စွာဘုရားအောင်ဆင်းတယ်တရားကိုရဲစစ်တင်ပေးတယ်အဲ့ချမ်းစာယူရဒီမိုက်မချတော့ပြောချင်တာတော့ဆရာသမားတွေကြိုးစားကြတော့ဘုံကပြန်ပြီးတော့တွေးတဲ့အခါလေးကိုအကုန်မသိပါဘူးသူတို့ပြောပြတယ်ပြန်သိတဲ့အခါမှာအားရဖြစ်လိုက်တာအားရဖြစ်လိုက်အားဖြစ်လိုက်ကဲတရားထိုင်မယ်တရားထိုင်ကိုဟာကိုချက်နနာဣရိယာပုရိရွေးပါပြီးရင်ဝင်လေထွက်လေ3-4ကြိမ်လောက်ချက်နနာရှုသွင်းရှုထုတ်ပါရှုသွင်းရှုထုတ်ပါမင်းမန်းနေတဲ့ခန္ဓာကိုယ်တွေရှုသိရှုထုတ်ဒီကိုကျူစာကိုပြန်တိမဖြစ်ပါဘယ်နေရာဘယ်လိုကျူစာလဲဘာကလေးတွေလည်းရှေ့လာတမီးတို့နေရာမှာရှိရှေ့လာရှေ့ဆရာလေးတို့နာမည်ကြိုးစားမှုအတိမဖြစ်ရင်ကုသိုလ်စိတ်မုဒိတာစိတ်အတ္တတမပရိနိစ္စစိတ်မင်္ဂလာတရား
တိုင်းဆိုရ